စောင့်မြုံနေတော့ဒူးကိုလေးနဲ့အနားကိုပေါင်းမိလေးပြန်ရောက်ပါပြီခင်းလာစိုက်လဲရမ်းမိုက်တယ်နော်ဒီမှာတရေကျိုးချုပ်တာအရန်ကောင်းတယ်ဘေးပညာဖောက်ရိတ်ကနှလုံးပါမယ်အနောက်ဖင်ပေါ့ကတ်တစ်လုံးပါမယ်အလုံးပေါင်းပေါ့ကတ်3လုံးနဲ့ထွက်ရှိထားတော့အောင်နာဒူးကိုပေါင်းလို့ဖြစ်ပါတယ်အရန်မိုက်တယ်နော်ဟောဒါကနေအချဲကြီးတောင်းကြော်ရောင်းမိသားပစ္စည်းဝက်ကွဲရောင်းရတဲ့ပစ္စည်းဖြစ်ပါတယ်ရှင်နော် size ဆိုရင်လည်းပေါင်ပြ30ကျ35အထိအသာလေးဝတ်လို့တော်တယ်အေကွဲဒူးကိုပေါင်းမိလေးဖြစ်ပါတယ်ရှင်နော်အသားတွေလည်းတော်တော်ကောင်းတယ်ဒီတစ်ခေါက်ထွက်ရှိထားတဲ့အယောင်တွဲလေးတွေလည်းအရန်လှပါတယ်ဒါလေးဆိုဖဲလေးနော်ဒါဆိုရင်အနက်ကလေးဖြစ်ပါတယ်နော်ပါကင်းစင်းလဲဒါမျိုးတစ်ထည်တစ်အိမ်နဲ့ထွက်ထားပါတယ်ကာလာရောင်တွဲတွေအရန်လှတော့ယောက်ျားဝတ်မျိုးသားဝတ်အေးအေးဆေးဆေးဝတ်လို့ရတဲ့ဒူးကိုပေါင်းမိဖြစ်ပါတယ်ရှင်ငားတဲ့တစည်းတော့ယူပေးပါပေါင်130 135ချီတော်ပါတယ်အခုလိုကျောင်းပွင့်ရာဒီမှာကျူရှင်တွေပဲတော့နော်ခရီးတော်လေးတွေပဲထွက်ပွားဝတ်လို့ရတဲ့ဒီဇိုင်းဖြစ်ပါတယ်ပေးရတဲ့ဈေးအရန်ကြမှာမယ်အခုလိုခေတ်ကာလအနေထားမှာဘောင်းမီတစ်ထည်9000ကျော်လေးနဲ့ပေးမှာကတော့ special plan နဲ့ကိုတန်ပါတယ်ရှင့်နော်ကဲထောဘီထက်ကိုပို့ထောတဲ့ဒီဇိုင်းအရန်မိုက်တော့90တော့ယူပေးပါဘောင်းမီဖြစ်ပါတယ်စိုက်လဲမရောထားတဲ့အတွက်တယောက်သေးဝေးရင်လည်းအဆင်ပြေပါတယ်ရှင့်ကျေးဇူးတင်